Slay Queen မိတီလာကိုသွားဖို့အတွက်အိမ်ကနေမနက်9 နာရီခွဲဆက်ထွက်လာပါတယ်ခင်ဗျာအဝေးဆိုင်မှာတိုင်ဆောင်နေတယ်10 နာရီထိုးရတယ်မလာသေးဘူးကဲရောက်ပြီ10 နာရီခွဲမှာတကယ်ကြီးနဲ့တွေ့တယ်လမ်းမှာတမင်ဝင်စားနားတယ်အဲ့ဒီဆိုင်တွေကတော့အဲ့ဒီမှာပါအကုန်လုံးတိတ်မစားကြပါဘူးစားမကောင်းလို့ပါငါတို့ကပြဿနာတက်နေအောင်တွားပြီးလူရိုက်နေသေးတယ် ကဲဒေးမန်နေရောက်ပါပြီခင်ဗျာအားလုံးညကြလို့ရှိရင်ပြောလို့အတွက်ခဏနားလိုက်ပါဦးနော်ညကြရင်ပြောပြဖို့အတွက်ကျွန်တော်တို့ပြလုံးတိုင်ရဖြစ်ပါတယ်ခင်ဗျာဒါကတော့ယူဇနာဦးနိုင်ဝဲပါခင်ဗျာဒါကတော့ကိုတွက်လက်ရဲ့သားလေးပါဒါတော့မောင်မြစ်တာပါဘာလို့လဲအခုပြောနေကြစားပါတယ်ဆိုတော့လည်းမေးနေတယ်ဒီနေ့မမကိုလိုက်တာဆိုမျိုးမျိုးပဲမျိုးကြွကြွဒီလိုသာညမစဲ Slay Queen ကဲကမဲ့ပွဲကိုရောက်ပါပြီခင်ဗျာပြည်သက်တွေအများကြီးပဲကွင်းလုံးပြလာရောက်အားပေးကြပါတယ်ခင်ဗျာကျွန်တော်ကတော့တမူထူးစွာဖြင့်အပြူတော်ကားပါတယ်ခင်ဗျာဗလာတပီမကတ်တယ်လို့ဖြစ်နေတဲ့ပုံကြီးကြပါဦးခင်ဗျာမင်းသမီးကကောင်းတယ်တော့ ကဲဘာသမားကြီးမဖြစ်နဲ့